ဒီနေ့ဘာသာရေးကတော့ဒီ soft skill တွေကဘာသာရေးတစ်ခုလို့ပြောလို့ရပါတယ်ဗျာ self confidence ရည်ရွယ်ချက်ကတော့အရှင်ပြများညဘက်စကားပြောတဲ့အခါပရိသတ်နဲ့ပြောတဲ့အခါကိုယ့်ကိုယုံကြည်မှုအပြည့်နဲ့လုံနိုင်ဖို့ပေါ့နော်ဆောင်ရွက်နိုင်ဖို့အထောက်ပံ့ဖြစ်ဖို့နောက်တစ်ခုကဒီ confidence ဆိုတာယုံကြည်မှုတည်ဆောက်တာပါဠိလိုဆိုရင်တတ်တာလို့ပြောရင်ပြောပေါ့တရားတရားပေါ့မြန်မာလိုဆိုရင်ယုံကြည်မှုအင်္ဂလိပ်လိုဆိုရင် confidence ပေါ့နော်ဒီ confidence နဲ့ပတ်သက်ပြီးတော့အစင်းစင်းရှိတဲ့ထဲကနေပြီးတော့ဒီ confidence ဖြစ်လာဖို့ဘယ်လိုမျိုးဆောင်ရွက်တင်တယ်လဲဆိုတော့အဆင့်၄ဆင့်နဲ့ဒီနေ့ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဗျာနော်သင်ခန်းစာကောင်းတဲ့ self confidence မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ခြင်းလို့ဒီလိုလို့ပြောလို့ရပါတယ်ဗျာ Brian Tracy ဆိုတဲ့ပုဂ္ဂိုလ်တယောက်ကပြောထားတယ်ဒီမြန်မာသားလေးဖတ်ကြည့်ပါဦးဗျာသင်လှုပ်ဆောင်ရန်လက်၌ဤခြင်းမရှိရမဟုတ်ဆိုတော့ဒီဘက်ကတော့လှုပ်ဖို့ခက်ခဲနေတာတွန့်နေတာအင်္ဂလိပ်လိုပြောတော့ lack of ability ပေါ့ LCK lack ဆိုတာတွန့်ဆုတ်တာအားနည်းနေတာယော့နေတာဒီလိုပြောလို့ရတယ် lack of confidence ဒီလိုပဲပြောချင်တယ်ပြော it is not lack of ability or opportunity that hold your back it is only a lack of confidence in yourself ကိုမဒီစွမ်းရည်တွေ ability ဆိုတဲ့စွမ်းရည်တွေ opportunity လို့ခေါ်တယ်အခွင့်အလမ်းတွေနော်မစောက်ကင်နိုင်လို့မရှိလို့ကိုမှရှိမထားလို့ဒီလိုမဟုတ်ပါဘူးတဲ့သင်ကမစွမ်းဆောင်နိုင်တာဒီလိုမဟုတ်ပါဘူးတဲ့သင်မစွမ်းဆောင်နိုင်တဲ့အဓိကအကြောင်းရင်းကတော့ lack of confidence in yourself ကိုယုံကြည်မှုကင်းမဲ့နေလို့သာဖြစ်တယ်ဟောတယ်ဆိုတော့ဒီပြောညာတိုင်းမှာရှင်ဘုရားများမေးတယ်သူတပြည့်အခုနောက်ပိုင်းညတွေမှာမေးတယ်အရှင်ဘုရားကိုယုံကြည်မှုရှိရလားအဖွဲရရောအရှင်ဘုရားပေါ်မှာယုံကြည်မှုရှိရလားတပည့်တော့ရှင်ဘုရားဆိုတွေသတိထားမိရင်ကိုအများကြီးဖိမမေးသေးဘူးအဖွဲရအရှင်ဘုရားပေါ်မှာယုံကြည်မှုရှိရလားယုံကြည်မှုရှိလောက်ရလားယုံကြည်မှုရှိလိမ့်မယ်လို့ရှင်ဘုရားထင်သလားပေါ့တပည့်တော့ဒီလိုမေးတယ်ဆိုတော့နောက်ရက်တွေမှာကိုယုံကြည်မှုရှိသလားလို့မေးမယ်ညမေးမယ်သူများကကိုယုံကြည်လားဆိုတာဒါ interpersonal ပေါ့လူအများကိုပုံမှာယုံကြည်မှုရှိရလားလို့မေးတဲ့သဘောပြောမယ်ဆိုရင်ဘာလို့ပြောရင်ဗဟိတကိုပြီးတော့မေးတာလူအများကိုယုံကြည်မှုရှိအောင်ဒီဆောက်ရတာဘယ်လောက်မခက်ဘူးဒါပေမဲ့ဒီအစ္ဆဒလို့ခေါ်တဲ့ကိုယုံကြည်မှုဒီဆောက်ဖို့ကြတော့တော်တော်ခက်အဲ့ဒါတော့အစ္ဆဒကိုဒီလိုဗဟိတကနေပြီးတော့အပြင်အခြေအနေကနေပြီးအတွင်းထဲကိုဖြည်းဖြည်းချင်းမေးလာမယ်နောက်ပိုင်းရှင်များတို့လေ့ကျင့်ရက်တွေအားကောင်းလာတယ်ဆိုတဲ့အခါမှာဘယ်နေရာမှာဘာခက်ခဲတွေ့သွားတယ်လဲဆိုတော့ရုပ်ပိုင်းစိတ်ပိုင်းအဲ့ဒါမှဒီလို focus လုပ်ရှင်များဘယ်နေရာမှာတွန့်သွားတယ်အတန်သုံးသွားတယ်ဘာခက်ခဲရှိလို့လဲတပည့်တော်ဟောနေပြီးတော့ကင်မရာနဲ့ရိုက်နေတယ်လို့တပည့်တော်ရဲ့ scale တွေပေါ့နော်ဒီပုံစံကွက်ချထားတဲ့အလေးကျင့်မှုတွေတပည့်တော်ခေါင်းထဲမှာရှိတယ်အဲ့တော့မြင်လိုက်တာနဲ့ဘယ်နှမ်းမှာဘာဖြစ်သွားတယ်တွန့်သွားတယ်ယော့သွားတယ်ဆိုတာပေါ်လာတင်းသွားတာတွေကျုံသွားတာတွေတနေ့ကတပည့်တော် public speaking မှာလည်းပြောထားတယ်နော်ဆိုတော့အဲ့ဒီဟာတွေနဲ့တပည့်တော်အရှင်ဘုရားတို့ကိုထပ်ပြီးတော့ဒါလေ့ကျင့်ပေးမှာပေါ့သင်လုံးဆောင်တက်ဆောင်နေခြင်းမှာအရေးချင်းမရှိလို့လည်းမဟုတ်ဘူးအခွင့်အလမ်းတွေမရှိလို့လည်းမဟုတ်ဘူးဘာတွေမရှိလို့လဲယုံကြည်စိတ်တွေကင်းမဲ့နေလို့တော့ယုံကြည်မှုကိုကောင်းကောင်းမတည်ဆောက်နိုင်လို့သာဖြစ်တယ်ဆိုတော့အဲ့တော့ယုံကြည်မှုကောင်းကောင်းတည်ဆောက်ဖို့အရေးကြီးလားမကြီးဘူးလားကြီးပါတယ်ဗျဒီအစုံမေးနေကိုအင်္ဂလိပ်လို quote လို့ပြောပါ QOTS quotes ကျူပေါ့ QOTS quotes အစုံမေးနေဘောရလမ်းညွှန်ချက်တွေဒါ quote လို့ခေါ်တယ်နောက်တစ်ခုမြန်မာလိုဖတ်ကြည့်ပါဦးမိမိကိုယ်ကိုဘုကောင်းတဲ့ဟာလေးတစ်ခုထပ်ထည့်ပေးမယ် self confidence is the real ဆိုတဲ့စကားလုံးလေးထည့်လိုက်ရင်ဘုကောင်း self confidence is the real foundation of all great success and achievement success ဆိုတာအောင်မြင်မှုတွေ achievement ဆိုတာလည်းအောင်မြင်မှုဒါတွေကိုပဲပြောတော့မိကိုယုံကြည်မှုရှိခြင်းဟာကြီးမားတဲ့အောင်မြင်မှုနဲ့လှုပ်ဆောင်နိုင်မှုအလုံးတို့ရဲ့အခြေခံအုတ်မြစ်ဖြစ်တယ် the real foundation of all great success and achievement ဒီလိုပြောတယ်မိမိကိုယုံကြည်မှုရှိဖို့ဒီလိုမိမိကိုယုံကြည်မှုရှိလာမယ်ဆိုရင်ကြီးမားတဲ့အောင်မြင်မှုတွေလှုပ်ဆောင်နိုင်မှုတွေကိုစွမ်းဆောင်နိုင်လိမ့်မယ်လို့ဒီလိုပဲအဓိပ္ပာယ်ကောက်လို့လည်းရပါတယ်အောင်မြင်မှုတွေကြီးမားတဲ့စွမ်းဆောင်နိုင်မှုတွေရဲ့အခြေခံအုတ်မြစ်ကဘာလဲမိမိကိုယုံကြည်မှုရှိခြင်းဆိုတော့ပါဠိတော်မှာတော့တတ္ထာယတရတိဩဃံဒီတဏှာဝဩဃလို့ခေါ်တဲ့အခက်အခဲစိန်ခေါ်မှုမျိုးဘဝဒုက္ခတွေကလွန်မြောက်ဖို့အတွက်ဆိုရင်ဘာရှိဖို့လို့လဲ
တရားတရားရှိဖို့လိုတယ်တရားတရားဆိုတာယုံကြည်မှုပါပဲကမ္မတက္ကရာသမ္မာဒိဋ္ဌိဇာနာသမ္မာဒိဋ္ဌိဝိပဿနာသမ္မာဒိဋ္ဌိဒါယုံကြည်မှုတွေနဲ့ဉာဏ်နေတဲ့ဒီလိုတွဲပြောသွားရင်လည်းရတာပါ